တောင်တန်းကြီးလိုပဲဘယ်တော့မှမရွေ့နိုင်တဲ့အဖေမြတ်တာသားသမီးတွေတွေ့ကြီးမားတဲ့ကွယ်ကပေးကလုံးချုံခဲ့မိသားစုတွေတွေ့ချွေးစမြနေပူတဲ့သားသမီးရှိတွေတွေ့မျက်နှာမငယ်ရအောင်ဖေးပင်ပန်းငယ်ရဲ့စီကလေးကတမတရားနဲ့အသက်ရှင်ဖို့အဖေးလမ်းပြတယ်ရှင်ဝေထက်ကောင်းတော့တမတရားနဲ့အသက်ရှင်ဖို့အမွေပေးခဲ့တယ်ငယ်ရဲ့စီကလေးကတမတရားနဲ့အသက်ရှင်ဖို့အဖေးလမ်းပြတယ်ရှင်ဝေထက်ကောင်းတော့တမတရားနဲ့အသက်ရှင်ဖို့အမွေပေးခဲ့တယ်ကျေးဇူးတင်နေဖေသားသမီးများတဲ့အသက်ပေးချိန်ဝေကရဲ့ယနေ့ဒီလမ်းပြကွယ်ကပေးတယ်ကျေးဇူးတင်နေဖေနောင်နေပေါင်းများစွာတီစိတ်အေးချမ်းသာကိုယ်အေးချမ်းသာတွင်ဝိညာဉ်လန်းဆန်းပါစေဖေများရာကောင်းခြင်းပေးပါစေတောင်တန်းကြီးလိုပဲဘယ်တော့မှမရွေ့နိုင်တဲ့အဖေမြတ်တာသားသမီးတွေအတွက်ကြီးမားတဲ့အခွေကပေးကလုံးကြုံခဲ့မိသားစုတွေအတွက်ချွေးစဲများနေပူတဲ့သားသမီးရှိရဲ့အတွက်မျက်နှာမငယ်ရအောင်အဖေပင်မဲ့ငယ်ရဲ့စိတ်လေးကတမတရားနဲ့သက်ရှင်ဖို့ဖေးလမ်းပြတယ်ရှင်လေးထက်ကောင်းတော့တမတရားနဲ့သက်ရှင်ဖို့အဝေးပေးခဲ့တယ်ငယ်ရဲ့စိတ်ကလေးကတမတရားနဲ့သက်ရှင်ဖို့အဖေးလမ်းပြတယ်ရှင်ဝေထက်ကောင်းတော့တမတရားနဲ့သက်ရှင်ဖို့အမွေပေးခဲ့တယ်ကျေးဇူးတင်နေဖေသားသမီးများတွေ့တပေးချွေးဝေကရဲ့စနေတီလမ်းပြွေကပေးကျေးဇူးတင်နေဖေနောင်လေးပေါင်းများစွာတီစိတ်ချမ်းသာကိုယ်ချမ်းသာအတွေ့ဝိညာဉ်လမ်းစမ်းပါစေဖေယားရာကောင်းချီပေးသားသမီးများအတွေ့အသက်ပေးကျွေးမွေးကရဲ့ယနေ့ထိလမ်းပြကွယ်ကပေးတယ်ကျေးဇူးတင်တယ်ဖေနောင်နေပေါင်းများစွာတီစိတ်အေးချမ်းသာကိုယ်အေးချမ်းသာတွင်ဝိညာဉ်လမ်းဆန်းပါစေဖေညာရာကောင်းခြင်းပေးပါစေအဖေများဖရာကောင်းခြင်းပေးပါစေ